Grand Whisky အကြောင်းလေး review လုပ်ပေးပါဆိုလို့ကျွန်တော် Treble Wood ဆိုတော့တစ်သားစီ3မျိုးနဲ့နှစ်ချုပ်ပြီးတော့ပြန်ပေါင်းဆက်ထားတဲ့ whisky ပေါ့နော်ဒါပေမဲ့ non aging statement လို့ခေါ်တဲ့တက်တမ်းမဖို့ပြထားတဲ့ Scotch whisky ဖြစ်တဲ့အတွက်3နှစ်ကနေ10နှစ်ကြားထဲမှာရှိပါလိမ့်မယ်ဘယ်လောက်ထိနှစ်ချုပ်လဲဆိုတာတော့မဖော်ပြတာပေါ့နော်ဒီ3မြောက်နေရလဲသူတို့ design fashion လုပ်ခဲ့ဘူးနော် Treble Wood ဆိုတော့သူကC3 မျိုးပေါ့နော် Virgin Oak Cask မှာလဲစိတ်နေပြီးရင် Refill American Oak Cask မှာလဲစိတ်နေပြီးရင် First Fill Ex Bourbon Cask မှာလဲစိတ်နေ3ခုပေါ့နော်အဲ့တော့3ခုကနေပြီးတဲ့ character တွေကဘာလဲဆိုကျွန်တော်ပြောပြပါမယ် Virgin Oak ဆိုတာကတော့တခါမှသားအရက်မစိမ်ဘူးသေးဝိုင်းမစိမ်ဘူးသေးတဲ့သားစီကိုပြောတာပါနော်ဒါပေမဲ့ဒီမှာမဖော်ပြတာပဲမဲ့ AI မှာကြည့်ခဲ့တယ်American White Oak ကိုသုံးလာတဲ့ပထမဆုံး Virgin American White Oak ကိုသုံးတယ်ပေါ့နော်အဲ့ဒီ White Oak ကနေပေးတဲ့ character တွေက Virgin ဖြစ်တဲ့အတွက်သားစီက robust ပြင်းအားတွေနဲ့ spice ရတာတွေပေးဟိုသားရဲ့ဒီ oak ရတာပြင်းပြင်းကိုသူကပေးတယ်နောက်တစ်ခါကျတော့ first phase ဆိုတာကတော့ဒီဘောဘွန်ရက်စိမ်ပြီးသားတက်သားစီအဟောင်းเนาะအဲ့တက်သားစီအဟောင်းကိုပြန်ပြီးတော့စိမ်ထားရတဲ့အဲ့ရနေ vanilla နှံ့လေးsweet vanilla နှံ့နဲ့တခြားအလူကောင်းတဲ့အရာတွေပြီးတယ်ပေါ့နော်နောက်တတိယ refill American Oak ကြတော့သူကသုံးပြီးသားဒီဘောဘွန်စိမ်ပြီးသားတက်သားစီကိုဟို whisky တစ်မျိုးတော့လောက်အရက်တစ်မျိုးစိမ်ပြီးသွားပြီဒုတိယအချိန်ချက် refill လုပ်တဲ့အရက်ပေါ့နော်သူကဘာကောင်းလဲဆိုရှင်milder and more subtle ဒုတိယချိန်ဆင်းခဲ့တဲ့အရက်ကဒီ bourbon flavor နဲ့ဒီ strong oak flavor တွေကို extract လုပ်ပြီးတော့ထုတ်လိုက်တဲ့အခါကျတော့ smooth ဖြစ်မယ် subtle ပိတ်မွေ့တဲ့အရာသာဆိုတာပေးတယ်ပေါ့သူကဘာတွေပေးလဲဆို light vanilla soft spice ပေးမယ်ပြီးရင် distillate character အရက် original whiskey ရဲ့အရာသာသူကထိန်းပြီးတယ်ပေါ့နော်အဲ့ဒီရတာလေးကိုသူကတကြံတဲ့ whisky နှစ်ချုပ်မှုကမရှိဒီလိုမျိုးအဲ့လိုမျိုး refill နဲ့နှစ်ချုပ်မှုဆိုအဲ့လို distillate ဒီ whisky original whisky ရတာလေးဆိုအဲ့သုံးမျိုးကိုပေါင်းဆက်ထားတယ်တကြံတဲ့ refill ချုပ်ကြောင့်ကြည့်ကြပါလေဈေးသက်သာပေမဲ့တောက်လို့ကောင်းတဲ့ whisky ဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒါကို agree လုပ်ပင်မနီးခင်ဘာဖြစ်လဲဆိုတော့ဒီ company ကစင်လာရှိခဲ့တဲ့ Scotland စင်လာရှိခဲ့တဲ့အကောင်းစား whisky ထုတ်တဲ့ Mr. Grandison company ကဖြစ်တဲ့အတွက်ပေးရတဲ့ပတ်စံနဲ့ပေါ့နော်တိုင်မလို့ထင်ပါတယ်ပြီးတော့ non aging statement ဆိုတော့ဟိုတက်အပြင်3နှစ်ကနေ10နှစ်ကြားဆိုတော့သူရှိသေးတယ်လို့ရှိမှာပေါ့နော်ဒါကြောင့်မို့လဲခုနက Virgin Oak ကိုတုံးတယ်ဒီ non aging statement whisky မှန်တယ်များကဒီ Virgin Oak ကိုတုံးပါဒါလို့ဆိုသူတို့ကနှစ်ပေါင်းများစွာတက်တန်းချင်းချက်တဲ့ whisky လိုမျိုးဟို oak flavor မရတဲ့အတွက်ရက်နှစ်တူတူတွေမှာဒီ oaky flavor ဖြစ်အောင်လို့Virgin Oak ကို Virgin Oak မှာပါတဲ့ tannin တက်ပေါ့နော်အဲ့ဒီဓာတ်တက်ကိုရအောင်လို့ Virgin Oak ကိုသုံးရခြင်းဖြစ်ပါတယ်ပြီးကျွန်တော် definition ရှင်းပြီးပါမယ်ပေါ်ပါပါတယ်other sideမူရတော့မွေးပေမဲ့ဒီစနစ်နဲ့ကြော်တဲ့စင်ကာပူ whisky လို့ oaky ရတာတက်မလာပါဘူးသူကတော့သူ့လိုမျိုးတော့နှံ့မရှင်ပေမဲ့မွေးတော့မွေးပါသေးတယ်ဒါပေမဲ့ taste တော့ကြည့်ပါမယ် nice ရတာရောသူတွေမပြောတော့ပါဘူးဝင်ကောင်းတယ်စစ်တယ်ပေါ့လေDefine လေးလည်းမဆိုးပါဘူးပေါင်းပါတယ်ဒါပေမဲ့ဈေးချင်းနဲ့တင်မဖြစ်ဘူးသူကတော့ပုံစံနည်းနည်းဈေးနည်းနည်းကြည့်မယ်ရတာလေးပိုကောင်းတယ်ပေါ့နော် Define လည်းစစ်တယ်ဆိုရင်လက်ခံလောက်တဲ့ယူချင်းရှိပါတယ်ဟုတ်နော်ကြည့်ရအောင်တော့ဘာလို့ချိုရောတော့လဲဆိုတော့အများကြီး whisky ကုတ်ပေါ့နော်ရေသွင်းမြင့်နဲ့နှစ်ချိုတဲ့ whisky ပဲဖြစ်ဖြစ် blended scotch ပဲဖြစ်ဖြစ်သူတို့ကိုနီးတောက်မယ်ဆိုရင်တော့ဖောင်းပါတယ်ကျွန်တော်တို့ကြတော့ဒီလောက်ရှိတဲ့ဒီလောက် level ရှိတဲ့ scotch whisky ကိုကျွန်တော်တို့ကနီးတောက်ရတာချက်စစ်ပြီးချူလေးရောတောက်မှာကျွန်တော်ကကျင်းတယ်ဒါကကျွန်တော်ရဲ့ personal preference ပေါ့နော်အရက်တော့ profit Coca-Cola တော့ကျွန်တော်ရောတောက်တယ်ရှိပါတယ်ကုတ်ကရတာရက်ရတာ
ကုန်များရလည်းမသိတော့ဘူးနော်